သက်30မတိုင်ခင်မှာချမ်းသာခြင်းနေဆိုရင်တဲ့ဒီလူလေးမျိုးကိုရှောင်ပေးပါတဲ့နံပါတ်1လူမျိုးကတဲ့ပါဇက်ဆင်းရဲတဲ့လူမျိုးပေါ့နော်ပါဇက်ဆင်းရဲတယ်ဆိုတာကမကောင်းတဲ့အကြောင်းတွေပဲပြောတယ်မကောင်းတဲ့အရာတွေပဲဝေဖန်တယ်တစ်ချိန်လုံးပဲပွက်စီအဲ့လိုကောင်းတာတွေကိုမပြောတတ်တဲ့သူအဲ့လိုပါဇက်ဆင်းရဲတဲ့လူမျိုးတွေကိုရှောင်ပါတဲ့နံပါတ်2လူမျိုးကြတော့လက်ဆင်းရဲတဲ့သူပေါ့နော်ပေးတဲ့လက်မရှိဘဲနဲ့ယူခြင်းတဲ့လက်ပဲသူများစီကနေပဲရယူခြင်းတာကွာသူများကိုပေးခြင်းတဲ့စိတ်မရှိတဲ့သူလက်ဆင်းရဲတယ်เนาะဘာလို့လဲဆိုတော့ပေးမနိုင်ဘူးကွာဟိုလက်ခံရရှိတစ်မျိုးတဲ့သူအဲ့လိုလူတွေကိုရှောင်ပေးပါတဲ့နံပါတ်3လူမျိုးကြတော့အမြင်ဆင်းရဲတဲ့သူအမြင်ဆင်းရဲတဲ့သူတွေကြတော့သူများကိုမြင်တဲ့အချိန်မှာအမြင်ကြီးနေပြီးတော့အမြင်မကျဲတဲ့သူတွေပေါ့နော်ဘာပဲမြင်မြင်အကုန်လုံးလိုက်ဝေဖန်တယ်လိုက်ပြီးတော့အမြင်ကျင်းတဲ့သူနံပါတ်4ကြတော့မေတို့စိတ်ဆင်းရဲတဲ့သူပေါ့နော်ဒီစိတ်ကလေမုဒိတာမပွားနိုင်တဲ့သူသူများအောင်မြင်တာတွေ့ပြီးတော့မနာလိုဖြစ်တဲ့သူတစ်ချိန်လုံးပဲကွာအဲ့လိုမနာလိုပြီးတော့မကောင်းတဲ့စိတ်မကောင်းတဲ့အရာတွေပဲတစ်ချိန်လုံးခံစားနေရတဲ့သူအဲ့လိုလူတွေမှာကိုယ့်ရဲ့ဘဝတွေကိုရှောင်ပေးပါတဲ့အကယ်၍ကိုမရှောင်နိုင်ဘူးဆိုရင်ကိုကလေတဖြည်းဖြည်းနဲ့ပေါ့နော်တဖြည်းဖြည်းနဲ့ဆင်းရဲလာမှာဖြစ်ပါတယ်ဘယ်အပိုင်းတွေမှာလဲဆိုစိတ်ဆင်းရဲတို့ကိုယ်ဆင်းရဲတို့ငွေကြေးဆင်းရဲတို့အဲ့လိုမျိုးတွေရလာစေမှာဖြစ်ပါတယ်ဒါကြောင့်အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေပေါ့နော်အသက်30မတိုင်ခင်မှာချမ်းသာခြင်းနေဆိုရင်ဒီဆင်းရဲခြင်း၄မျိုးပေါ့နော်အဲ့ဒါကိုရှောင်ပေးပါလို့ပြောချင်ပါတယ်မေကိုတိုင်ရောဘယ်လောက်ချမ်းသာနေပြီလဲဆိုရင်အရင်ကထက်တော့ပိုချမ်းသာနေပါပြီချမ်းသာတဲ့တထေးစောရီကတထေးတော့မဟုတ်သေးပါဘူးဒါပေမဲ့အရင်ကထက်ပေါ့နော်အရင်ကထက်တော့ပိုးဆိုးပတ်ဆက်ကိုတော့တော်တော်လေးကိုအဆင်ပြေပါတယ်ဒါကြောင့်အားလုံးကိုပြောချင်တာကဆရာကြီးဖြစ်လို့တော့မဟုတ်ဘူးတခြားသူတွေအတွက်အကျိုးရှိမယ်ထင်လို့ဒီအကျိုးရှိတဲ့စကားလုံးတွေကိုလက်ဆင့်ကမ်းပြီးတော့မျှဝေရခြင်းဖြစ်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေနော်ရှင်